ဒါဟို eco printing ပေါ့နော်အဲ့လိုဖြစ်မှာနော်အဲ့လိုပေါ့ ပြီးရင်ပေါင်းတာပေါ့ ဒီကမ ပေါင်းတာတတ်ရှိတယ်ခုနကပေါင်းထားရလေအဲ့ဒါကြတော့မပေါင်းဒါကြတော့တဘာဝအပွင့်အရွက်လေးတွေနဲ့တခါတည်းရိုက်ထူတာပေါ့ ရှော်ရင်မပြောက် ချော်ရင်တော့နည်းနည်းဒါကြတော့တပက်ဆိုခါကြတော့တိတ်ဟိုချော်ဖြစ်ပေါ့နော်တော့အဆေးရောင်အရောင်လေးရဒီဘက်ရောက်သွား ဒါဆွဲပြီးတော့ အဲ့ဒါကြတော့ဒီဇိုင်းကွက်ကိုတတိုင်တပိန်လောက်ကြပါတော့နော် ဟုတ်မှာရတာပေါ့နော်